ဒီဗီဒီယိုဟာတက်တန်းကုံလို့ပြစ်ထားတဲ့တရုတ်နိုင်ငံထုတ်ကျုပ်ချောင်းဝက်ချောင်းတွေကိုဗီဒီယိုတွေကတောင်းယူနေကြတာပဲဖြစ်ပါတယ်။ဒီတက်တန်းကုံတဲ့ပစ္စည်းတွေကိုတချို့ကလည်းဟင်းဖြစ်ပြန်လောက်စားတာနဲ့တချို့ကလည်းဆိုင်မှာပြန်ပြီးတော့တင်ရောက်နေတာတွေရှိပါတယ်။တက်တန်းကုံတဲ့ကုံပစ္စည်းတွေကိုစားသုံးပြီးတော့one shot one ပြတ်တာတွေလည်းဖြစ်နေတယ်လို့သိရပါတယ်။ကျမရေးဝင်ကြီးထုတ်ပြန်ချက်အရတက်တန်းကုန်နေတဲ့အသားငါဂုံချောက်တွေကိုစားသုံးမယ်ဆိုလို့ရှိရင်ဝမ်ရှော့တာပြုတ်အန်တာအစာအစိတ်တင်တာအစိုးဆုံးအဆင့်ကတော့ဦးလန်းချောင်းထဲပိုးဝင်ပြီးတော့ကလေးစာကြောက်ကတ်တွေကိုထိခိုက်နိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒီနေရာဟာရှမ်းပြည်နမ်လန်မြို့မှာဖြစ်သွားခဲ့တာဖြစ်ပါတယ်။ဒီတက်တန်းကုန်နေတဲ့ကျုပ်ချောင်းဝက်ချောင်းတွေကိုလည်းကုန်တင်ကားသမားတွေကနမ်လန်မြို့အဝင်မှာလာရောက်ဆွန့်ပစ်ထားတာဖြစ်ပါတယ်။ဒီကုန်ပစ္စည်းတွေကိုတရုတ်မြန်မာနယ်စပ်ဘက်ကနေတဆင့်တွင်တင်းလာတာဖြစ်ပြီးတော့ရှမ်းပြည်မြောက်ပိုင်းကနေရှမ်းပြည်တောင်ပိုင်းဘက်ကိုတင်ပို့ဖို့ပဲဖြစ်ပါတယ်။ဒါပေမဲ့အခုလိုတရုတ်နိုင်ငံကနေကုန်တင်တွင်းလာရပြီးတက်တန်းကုန်သွားတဲ့အထိအချိန်ကြာပြီးစွန့်ပစ်ရတာဟာလည်းလမ်းမှာကုန်စီစင်းစင်းမှုကြံ့ကြာချင်းကြောင့်ပဲဖြစ်ပါတယ်။ကုန်စီစစ်စစ်မှုကြံ့ကြာရတာလဲတရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းတွေကိုစစ်ကော်မရှင်ကအတင်းကျပ်စစ်ဆေးနေပြီးတော့ကုန်တင်တွင်းခွင့်တွေကိုပိတ်ပင်ထားတာကြောင့်ပဲဖြစ်ပါတယ်။အခုလိုစွန့်ပစ်ထားတဲ့ကျုပ်ချောင်းဝက်ချောင်းတွေကိုနမ်လန်မြို့ကနေတဆင့်ကျေးတီးချက်လျှောက်စစ်ကော်မရှင်စစ်ဆေးရေးကိတ်တွေကပေးမဖြတ်ပဲတည်ယူဆောင်လာမဲ့ကားတွေကိုပါသိမ်းယူမယ်လို့ပြောဆိုထားတာကြောင့်ကုန်တင်ကားသမားတွေကလည်းလမ်းမှာပဲပြစ်ချခဲ့တာဖြစ်တယ်လို့ဒေတာခန်တွေကတော့ပြောပါတယ်။ဒီလိုမျိုးဖြစ်ရတာဟာလည်းစစ်ကော်မရှင်တပ်ကတိုင်းနာလက်နက်ကင်တပ်ဖွဲ့တွေအတွက်ဝင်ငွေလမ်းကြောင်းကိုပိတ်ဆို့ပဲဖြစ်ပါတယ်။တကယ်တော့30-20ခုစစ်စင်ရေးကြောင်းညီနောင်မဟာမိတ်တွေဟာမြန်မာတရုတ်နယ်စပ်ကုန်တွေရေးကိတ်ကျင်းစန်းကြော့ကိတ်နဲ့ချင်းရွှေဟော်နယ်စပ်ကိတ်တွေကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒီနယ်စပ်ကိတ်ကနေတဆင့်တင်သွင်းလာတဲ့ကုန်တင်ကားတွေကိုညီနောင်မဟာမိတ်တွေထံအခွင့်ပေးဆောင်နေရတာပဲဖြစ်ပါတယ်။ဒါကြောင့်စစ်ကော်မရှင်ကညီနောင်မဟာမိတ်တွေရဲ့ဝင်ငွေလမ်းကြောင်းတွေကိုပိတ်ဖို့အတွက်တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းတွေတင်သွင်းမှုကိုပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာလည်းကိုကန်တပ်ဖွဲ့ MMDA ထိန်းချုပ်ထားနိုင်တဲ့ချင်းရွှေအောင်နယ်စပ်ကိတ်မှာဆိုရင်လည်းလက်ထွင်ကုန်ထွက်ပစ္စည်းနဲ့နေ့စဉ်အသုံးကုန်ပစ္စည်းတွေကိုပါအခွင့်ကောက်ယူနေပြီးတရက်ကိုကုန်တင်ရင်အစည်းရင်200ကျော်အဝင်ထွက်ရှိတယ်လို့ထုတ်ပြန်လာခဲ့ပါတယ်။ဒါကြောင့်အခုဆိုလို့ရှိရင်ရှမ်းပြည်တွင်ကုန်ပစ္စည်းတွေဈေးတက်တာရှာဖွေစားတောက်ရတာခက်ခဲမှုတွေနဲ့ကြုံတွေ့နေရပြီးနောက်ပိုင်းအခုဆိုလို့ရှိရင်စွန့်ပစ်ထားတဲ့တက်တန်းကုန်ပစ္စည်းတွေကိုလည်းစားလို့ရသေးတယ်ဆိုတဲ့အကြောင်းဖြတ်ချက်နဲ့တွားကောက်ယူနေကြတာပဲဖြစ်ပါတယ်။ဒါမဲ့အခုလက်ရှိမှာတော့နန့်လန်မြို့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့စွန့်ပစ်ထားတဲ့ကြက်ဥချောင်းဝက်ဥချောင်းတွေကိုမိရှို့တာယူဆောင်သွားတဲ့သူတွေအနေနဲ့လည်းပြန်စွန့်ပစ်ဖို့အတွက်လှုပ်ဆောင်နေပါတယ်။ကျွန်တော်တော့ကြိုက်ဆင်လင်ပါ